အခုတခါတို့တွေ background လေးတွေထည့်ကြည့်ကြမယ်နော် background လေးတွေထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင်အရင်ဆုံးကိုလိုချင်တဲ့ background ထည့်ဖို့အတွက် sim လေးတစ်ခုချိန်ထားလိုက်မယ် view တွေကနေပြီးတော့ animation add scene ဟုတ်ပြီအဲဆိုလို့ရှိရင် sim လေးတစ်ခုချိန်ထားလိုက်မယ်နော်ပြီးဒီဘက်ကလေးနည်းနည်းလှည့် right click add scene ဟုတ်ပြီအဲဆိုလို့ရှိရင်ဟိုအားလေးထည့်မယ် background လေးထည့်မယ် background ထည့်မယ်ဆိုလို့ရှိရင် background ထည့်ဖို့အတွက်သူက2မျိုးရှိရဲ့အဆင်ပြေတဲ့နည်းလေးနဲ့ထည့်ကြည့်မယ်เนาะကိုကြိုက်တဲ့နည်းလေးနဲ့ထည့်လို့ရတယ်အဲဆိုလို့ရှိရင် background မထည့်ခင်မှာဆိုလို့ရှိရင်တို့တွေဘာယူဆုံးလုပ်မလဲဆိုလို့ရှိရင်ဒီမှာရှိတာလေးတွေကိုပြင်မယ်ဒီမှာရှိရဲ့ကောင်းကင်ပုံစံလေးတွေဒီကျမ်းမြင်ပုံစံလေးတွေကိုပြင်ကြည့်မယ်ပြင်မယ်ဆိုလို့ရှိရင်ဘာနဲ့ပြင်မှာလဲဆိုလို့ရှိရင်တို့တွေဒီမှာဟိုမှာတော့လိုက်မယ် window တွေကနေပြီးမှ tab portrait တွေကနေပြီးမှဒီမှာ style ဆိုတာလေးကိုဝင်လိုက်မယ်အဲဒီလိုမျိုးလေးကြာလာမယ်မလိုတာလေးခဏပိတ်ထားလိုက်မယ် style တစ်ခုလည်းထားလိုက်မယ်ဟုတ်ပြီနော်အဲဒီ style တွေကနေပြီးမှတို့တွေ edit ထဲကိုဝင်လိုက်မယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီလိုပုံစံလေးပေါ်လာလိမ့်မယ်ဟုတ်ပြီနော်ဒီလိုပုံစံလေးပေါ်လာမယ်ဆိုလို့ရှိရင်အမှမှာဒီမှာ sky ရောင်လေးတွေ ground ရောင်လေးတွေချိန်လို့ရဟုတ်ပြီ sky ရောင်လေးချိန်မယ်ဒီမှာပေးထားတဲ့အရောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့အရောင်လေးချိန်လိုက်မယ်ပြားလေးပြီး okay နေတိုင်းပဲကိုလိုချင်တဲ့အရောင်ချင်းလိုက်အဲဆိုရင်အပေါ်မှာကောင်းကင်ရဲ့အရောင်လေးပြောင်းသွားမယ် sky ဟုတ်ပြီပြီး ground ရောင်လေးချင်းကျင်တယ်ဆိုရင်ဒီမှာ ground လေးကိုအမှန်ချစ်လိုက်ချစ်ပြီးသွားလို့ရှိရင်ဒီမှာရှိတဲ့အရောင်လေးကိုရွေးလိုက် okay အဲ့လိုမျိုး ground ရောင်လေးတွေ sky ရောင်လေးတွေကိုလိုချင်တဲ့လိုမျိုးလေးချိန်ပြီးလို့ရတယ်ဟုတ်ပြီနော်ဟုတ်ပြီလက်ကြည့်မယ်ဟုတ်ပြီကိုလိုချင်တဲ့လိုမျိုးလေးအရောင်လေးတွေကိုလိုက်ပြီးတော့ချိန်ပေးလို့ရတယ်ဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်မချိန်ချင်တော့ပထမမူရင်းတိုင်းပြန်လို့ချင်တယ်ဆိုရင်ဒီမှာ select ထဲကိုသွားလိုက်မယ်သွားပြီးဒီပေါ်မှာဒီထဲမှာဆိုလို့ရှိရင်ဒီနားလေးမှာ default style ဆိုတာလေးရှိတယ်default style လို့ပြန်လိုက်မယ်ဟုတ်ပြီနော်ပြီးရင်default style နဲ့မှာဒီအစုံဆုံးမှာ default style ကိုထည့်နေလိုက်မယ်အဲဆိုလို့ရှိရင်ပြန်ပြီးတော့ပြတ်သွားလိမ့်မယ်ဟုတ်ပြီနော်ပြန်ပြတ်သွားလိမ့်မယ်ဒီစနာချိန်တိုင်းဟာလေးကိုလိုချင်တဲ့ဟာလေးကိုချိန်မယ်မချိန်ချင်တော့ဘူးဆိုလို့ရှိရင် default style နဲ့ဝင်မယ်ဝင်ပြီးတော့ဒီဘက်စုံလေးမှာရှိရဲ့ default style နဲ့ကိုပြန်ဝင်လိုက်အဲဆိုလို့ရှိရင်ပုံမှန်အရောင်လေးပြန်ဖြစ်သွားမယ်ဟုတ်ပြီပြောလို့ရှိရင်တို့လေး background လေးထည့်မယ်အဲဆိုရင် background လေးထည့်မယ်ဆိုလို့ရှိရင်ဘယ်ကနေသွားထည့်မလဲဆိုလို့ရှိရင်တို့တွေဒီမှာရှိရဲ့စေးပုံးလေးကိုယူလိုက်မယ်ဟုတ်ပြီနော်ဒီမှာရှိရဲ့စေးပုံးလေးကိုယူလိုက်မယ်စေးပုံးလေးကိုယူပြီးပါလို့ရှိရင်ဒါကြတော့ဟိုဟာတွေကနေပြီးတော့သွားပြီးတော့ထည့်မှာဒီမှာစေးပုံးတွေကနေပေါ်မှာဒီမှာ create material ဆိုတာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီနော်နှိပ်ပြီးသွားလို့ရှိရင်ဒါတက်ချာအနေနဲ့ထည့်မှာဟုတ်ပြီနော်ဒီမှာရှိရဲ့ file လေးတွေကိုဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ကိုယူထားတဲ့ file လေးတစ်ခု file တစ်ခုထဲမှာအဲ့ဒီ background ပုံလေးတွေကိုတိမ့်ထားပေးမယ်အဲ့ဒီ background တိမ့်ထားတဲ့ file လေးတွေကိုသွားလိုက်မယ်တိမ့်ပြီးတော့ဒီမှာဖွင့်လိုက်မယ်ကိုလိုချင်တဲ့ပုံလေးကိုရွေးမယ်ပြီးဒီမှာဆိုလို့ရှိရင် image type ဖြစ်နေရမယ်အဲဆိုရင် background လေးတွေကိုဒီကနေပြီးရွေးမယ်ကိုလိုချင်တဲ့ background လေးရွေးလိုက်မယ်အဲ့ဒါလေးမရွေးခင်တို့တွေဘာရင်လောက်ထားရမလဲဆိုလို့ရှိရင်ဒီနောက်မှာ rectangle လေးတစ်ခုဆွဲထားမယ်rectangle လေးတစ်ခုဆွဲလိုက်မယ်အဆင်ပြေသလိုဟုတ်ပြီနောက်လေးပြန်ထားလိုက်မယ်ဒါကြီးကိုဟိုလုပ်လိုက်မယ် group တစ်ခုဖွဲ့လိုက်မယ်ဟုတ်ပြီပြောရအောင်မှာ rectangle လေးတစ်ခုဆွဲလိုက်မယ်ဟုတ်ပြီပြီးသွားလို့ရှိရင်ဒီ rectangle ကိုနောက်ကိုပို့မယ်rectangle ဟိုဖြစ်နေဆိုလို့ရှိရင် rectangle လေးတစ်ခုအရင်ဆွဲလိုက်မယ်နောက်မှာပြီးရင် rectangle ကိုနောက်ကိုပို့လိုက်မယ်ရတယ်အဲ့လိုမျိုးလေးနည်းပြီးတော့နည်းနည်းလေး site ကိုလိုချင်တဲ့လောက် site လေးနည်းနည်းချိန်လိုက်မယ်
ဟုတ်ပြီအဲ့လိုမျိုးလေးရပြီအဲ့ဆိုလို့ရှင်တို့တခြားတက်တူပုံစံမျိုးနဲ့အရင်တက်လိုက်မယ်ဟုတ်ပြီနော်ဒီဟာကိုတခြားကက်တူပုံစံမျိုးလေးအရင်ကက်လိုက်မယ်ဆိုလို့ရှင်ဒီထဲကိုဝင်လိုက်မယ်ဝင်ပြီးကိုရွေးထားတဲ့ကိုလှုပ်ထားတဲ့ file လေးပေါ့နော်ကိုသွားမဲ့ file လေးတွေကိုဝင်လိုက် file လေးတွေကိုသွားလိုက်မယ်အဲ့မှာကိုလိုချင်တဲ့ပုံလေးကိုယူလိုက်ဟုတ်ပြီကိုလိုချင်တဲ့ပုံလေးတစ်ပုံကိုယူလိုက်မယ်ပြီးရင် open နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှင်ဒီမှာ okay နှိပ်မယ် okay နှိပ်ပြီးရင် save ပုံစံလေးဒါလေးကိုယူလိုက်မယ်ပြီးဒီမှာချဲလိုက်မယ်ဒီမှာဆိုဘယ်လိုဖြစ်နေလဲဆိုပုံကအများကြီးပုံစံဖြစ်နေတယ်ဟုတ်ပြီနော်အများကြီးပုံစံဖြစ်နေဆိုရင်အဲ့ဆိုရင်ပြင်ဖို့အတွက်အရင်ဆုံး edit ထဲကိုသွားလိုက်မယ်သွားပြီးတော့ဒီမှာ site ကအရန်ဟွာဖြစ်နေအဲ့တော့တို့တွေ site ကိုတစ်ချက်ပြင်ပြီးမယ်ဒီမှာ page 100လောက်ပြင်လိုက်မယ်100 page ဟုတ်ပြီအဲ့ဒါအဲ့လောက်ပြင်ပြီးသွားပြီဆိုတော့မှတို့တွေတခြားပြင်တို့မျိုး right click နှိပ်မယ်တခြားတွေက position ရွေးလိုက်မယ်ဟုတ်ပြီအဲ့လိုရွေးပြီးကိုလိုချင်တို့တစ်ခေါက်ထပ်ပြင်မယ်အပြာကဒီအပေါ်မှာ sorry ငါလေးဒီမှာပါထပ်ပြင်လိုက်မယ်100တူလဲတို့လဲ100ပေဆိုပြီးရေးလိုက်မယ်ဟုတ်ပြီပြီးတော့မှ right click နှိပ်မယ်တခြားတွေက position နဲ့ပြင်မယ်ပြားလေးအောက်ကိုနည်းနည်းလေးဖိဆွဲလိုက်မယ်ပြီးရင်အစိမ်းကိုချက်မယ်ပြီးရင်အပြားအောက်ကိုဖိဆွဲလိုက်မယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့တပုံစာအရာလေးတွေဒီလိုတပုံစာအရာလေးတွေပါတယ်ဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီအရာလေးတွေပေါ်အောင်ချက်မယ်ဒီမှာဆိုရင်တစ်ပင်ညာအများကြီးဆိုတိတ်မတိတာဒီကောင်လေးကိုလုပ်လိုက်မယ်ဟုတ်ပြီနော်ကိုရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီးတော့တပုံသားလေးကိုအရင်ချက်မယ်ချက်ပြီးတော့မှပြင်မယ်ဟုတ်ပြီအားဆိုရပြီဆိုရင် done နှိပ်လိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်တစ်ပင်လေးအများကြီးဟုတ်ပြီနော်အဲ့ဒါမှကိုကထပ်ပြီးတော့ scale ထက်ကြီးကျင်သေးရဆိုလို့ရှင်ထပ်ကြီးလို့ရတယ်ပြီးရင် orbit လဲမယ်ဒီဘက်ကိုထပ်ပြီး scale ကြည့်မယ်ပြီးရင် orbit လဲမယ် orbit လဲပြီးတော့ကိုလိုချင်တို့လေးချိန်မယ်စဟုတ်ပြီနော်ကိုလိုချင်တဲ့ပုံစံလေးချိန်မယ်ဆင်ဝမ်းသွားကြည့်မယ်ပြီးရင်ဒါလေးကိုအောက်ဘက်ကိုနည်းနည်းလေးမူးရွှေ့ဒီဘက်လေးကိုလိုချင်တဲ့ပုံစံတိုင်းပုံစံလေးကိုချိဟုတ်ပြီပြီးရင် scale ထက်ညှိမယ်ဟုတ်ပြီအမမအောက်ကျန်းငင်းလေးအောက်ကျန်းငင်းလေးကိုမမြင်စေချင်ဘူးဆိုလို့ရှိရင်တို့တွေဘာထပ်လုပ်လို့ရတယ်ဆိုပြီး rectangle ထပ်ဆွဲမယ်အောက်ကျန်းငင်းအတွက်ပြီးရင်အောက်ကျန်းငင်းကို scale ထပ်ညှိဟုတ်ပြီအဲ့ဒါကိုစေးပုံလေးချဲ့မယ်စေးပုံနဲ့မှာဆိုလို့ရှိရင်ဆက်လက်ထဲကိုသွားလိုက်မယ်ခဲတံလေးယူမယ်ဒီရစေးရလေးကိုယူလိုက်မယ်ဒီမှာမြက်ခင်းလေးအဲ့လိုမျိုးလေးချဲ့လိုက်မယ်ဟုတ်ပြီဒါလေးပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးတော့မပြန်ပြီးတော့ချိန်မယ်ဟိုဘက်ဒီဘက်နည်းနည်းညှိမယ်အိမ်ပုံလေးကိုအဓိကထားချိန်မယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးချိန်ပေးလို့ရတယ်အကယ်၍ဒီမှာဆိုလို့ရှိရင်ကျန်းကင်းလေးထပ်ပြီးလိုချင်တဲ့ဆိုရင်ကျန်းကင်းကိုကိုလိုချင်တဲ့အတိုင်းထပ်ချက်ပြီးနောက်က background ပုံစံလေးထည့်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် तू က runner လေးမချခင်မှာဆိုလို့ရှိရင်ဒီဟာလေးတွေ background လေးထည့်လိုက်ခြင်းအပြင်ဘာကွာွားလဲဆိုလို့ရှိရင်နည်းနည်းပုံလေးက runner ချတလို့နီးပါးလေးတော့နည်းနည်းပိုလှရမယ်တကယ်ပိုလှခြင်းတယ်ဆိုလို့ရှိရင်တော့ runner ချရင်ရောပိုလှတယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီလိုလေးဆိုလို့ရှိရင်လည်းနည်းနည်းသဘာဝဆက်ဆံလေးတော့လှသွားမယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးစင်ချိန်ထားတယ်ဒါလေးကိုစင်းလေးကို update လုပ်လိုက်မယ်update လုပ်လိုက်မယ်လုပ်ပြီးသွားလို့ရှိရင် file နဲ့က export နဲ့ထုတ်မယ် 2D graphic ဟုတ်ပြီ 2D graphic ထဲမှာကိုယ့်ရဲ့လမ်းကြောင်းလေးတစ်ခုရွေးပြီးတော့ထုတ်လိုက်မယ် desktop ပေါ်မှာပဲဒါကို background ထုတ်ထားတာမို့လို့ B1 ဆိုပြီးထုတ်လိုက်မယ် export ဟုတ်ပြီဒါလေးကိုတစ်ခေါက်သွားကြည့်မယ်ဒီလိုပုံစံလေးအနောက်ကလေးမှာမြက်ခင်းလေးတွေပါလာပြီဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားမယ်ဟုတ်ပြီနော်ဟောတစ်ပင်လေးတွေအနောက်မှာတစ်ပင်လေးတွေပါလာပြီဆိုတဲ့ပုံစံမျိုးပါမယ်အကယ်ဒီနားလေးကိုထပ်ပြီးတော့မမြင်ချင်ဘူးဆိုလို့ရှိရင်တခြားတစ်ပင်နည်းနည်းအုပ်ဆိုင်တစ်ပင်လေးတွေထပ်ထည့်ပေးမယ်ဆိုလို့ရှိရင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါပို့ပြီးတော့လှသွားလိမ့်မယ်အဲ့လိုမျိုးလေးဆွဲကြည့်ပေးနော်ဟုတ်ပြီဒါကကြတော့ background ထည့်နည်းတစ်မျိုးဟုတ်ပြီနောက်ထပ်တစ်မျိုးနဲ့ထပ်ထည့်ကြည့်မယ် background
နောက်ထပ် background တစ်မျိုးထည့်ထည့်ကြည့်မယ်နောက်ထပ် background ကထည့်ရကြတော့ဘယ်လိုမျိုးထည့်မှာလဲဆိုလို့ရှိရင်ခုနတော့ကဒီမှာ window တွေကနေပြီးတော့မှ default tray တွေကိုသွားမယ် default tray က style တွေကိုပြန်ဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ဒီမှာ style ထဲမှာဆိုလို့ရှိရင် style ရဲ့ edit တွေကိုဝင်မယ်ဒီမှာအောက်မှာ style ဟုတ်ပြီနော် style ရဲ့ဒီ edit တွေကိုထပ်ဝင်လိုက်မယ် style က edit တွေကိုထပ်ဝင်လိုက်မယ်ထပ်ဝင်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာဘာလေးရှိမလဲဆိုလို့ရှိရင်ဒီနားလေးတွေကိုတစ်ချက်ထိကြည့်လိုက်မယ်နော်ထိလိုက်ဒီမှာ age setting ပြီးသွားလို့ရှိရင် face setting အဲ့လိုမျိုးလေးတွေရှိမယ်အဲ့ဒီကနေမှတို့ရဘာလို့သွားရမလဲဆိုလို့ရှိရင် watermark setting ဆိုတာလေးရှိမယ်အဲ့ watermark setting တွေကိုဝင်လိုက်မယ်ဟုတ်ပြီပြီးသွားလို့ရှိရင်ဒီမှာအပေါင်းလက္ခဏာလေးနှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ခဏလိုမျိုးပဲ background လေးထားတဲ့ file လေးတွေကိုပြန်သွားလိုက်မယ်အဲ့ဒီမှာရှိရဲ file လေးတွေကပုံလေးတစ်ခုယူလိုက်မယ်ဒီနှင်းတော့လေးတစ်ချက်ယူကြည့်လိုက်မယ်ပြီးသွားလို့ရှိရင် open နှိပ်မယ် open နှိပ်ပြန်ဒီလိုမျိုးပေါ်လာမယ်ဆိုလို့ရှိရင်တို့တွေအပြည့်လိုချင်တယ်ဒီမှာအရှိကိုရောက်နေတယ်အနောက်ကိုမရောက်ဘူးဖြစ်နေတို့တွေကအနောက်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ background ကိုရေးပေးမယ်ပြီးသွားလို့ရှိရင် next ကိုရွေးမယ်နောက်တစ်ခါ next ကိုထပ်ရွေးမယ်ပြီးအပြည့်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ log aspect ratio ဆိုတာလေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားလို့ရှိရင် finish ကိုရွေးလိုက်မယ်အဲ့ဒါဆိုဒီလိုပုံစံလေးဖြစ်သွားမယ်သူကကြတော့ဒီမှာအိမ်ကြီးပဲ background တစ်ခုလုံးဒီအသေးဖြစ်သွားအောင်ဟုတ်ပြီနော်ဒီမှာအိမ်ပုံစံပဲပြောင်းသွားမယ်ဟုတ်ပြီနော်တိတ်ပြီးတော့ပြင်လို့အဆင်မပြေဘူး background ပုံစံလိုမျိုးလေးဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့ဒါလေးကို export ဟိုဟာထုတ်ကြည့်မယ် export သွားမယ် 2D graphic ထဲဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှင်ခဏတိုင်းရေးလိုက်မယ်ဒါက background နဲ့ထုတ်ထားတာမို့လို့ background number 2ဆိုပြီးပေးလိုက်မယ် exportဟုတ်ပြီနော်အဲ့ဆိုလို့ရှင်ဒါကကြတော့ background ကိုအပြည့်ထည့်တာအဲ့ဒီမှာကိုကမလို့ချင်တော့ဘူးဆိုလို့ရှင်ဒီမှာဒါရွေးထားတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့အနှုတ်လက္ခဏာလေးရွေးလိုက်ပြီး yes ရွေးလိုက်အဲ့ဆိုလို့ရှင်အနောက်မှာ background မရှိတော့ဟုတ်ပြီနော်အဲ့လေးကြတော့ background ထည့်တာအဲ့ဆိုလို့ရှင်ဒီမှာကျတော့ background ထည့်နေရတစ်မျိုးခုနကကျတော့ background ထည့်နေရတစ်မျိုးဒီဘက်က background ထည့်ရကျတော့ style တွေကနေပြီး watermark တွေကနေပြီးသွားထည့်တာနောက်တစ်ခုကကျတော့ဗမာထည့်ရလဲဆိုရင်တို့တက်ချရွေးသူလိုမျိုးပဲအနောက်မှာ rectangle လေးတစ်ခုဆွဲလိုက်ပြီးတော့ background ထည့်တယ်ပြီးတော့ sim ကိုတေချာလေးချိန်ပြီးတော့ရွေးပေးလိုက်တယ်ပြီးအောက်ကျန်းကင်းတွေဘာတွေမမြင်စေချင်ဘူးဆိုလို့ရှိရင်ပြန်ပြီးတော့ဖော်ပေးလိုက်တယ်အောက်ကျန်းကင်းတွေကိုပြန်လုပ်ပြီးတော့ rectangle လေးတွေလမ်းကြောင်းလေးတွေဆွဲပြီးတော့ပြန်ဖော်ပေးလိုက်တယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးတွေဆွဲကြည့်လိုက်ဒါ background ထည့်တာ background ထည့်လိုက်ပြီဆိုလို့ရှိရင် तू ကရိုးရိုး sketch ဆွဲတာထက်စားလို့ရှိရင်နောက်မှာ background လေးပါသွားတော့ပို့ပြီးတော့လှသွားတယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ခုဒီ sketch course ပေါ့နော်ဒီ sketch course မှာဆိုလို့ရှိရင်ဒါ course အကုန်လုံးပြီးသွားပါပြီနော်အကယ်၍အဆင်မပြေတာသင်တန်းပြရတဲ့အချိန်မှာပဲအဆင်မပြေတာပဲဖြစ်ဖြစ်တစ်ခုခုနားမလဲတာရှိလို့ရှိရင်လည်းပြန်မေးပြီနော်ညာတော့အပြင်ပုံလေးတွေကိုညညလေးဆွဲကြည့်ပြီနော်အခုဆိုလို့ရှိရင် one story လည်းပြီးသွားတယ် two story လည်းပြီးသွားတယ် one story နောက်ထပ် story တွေကကိုလိုချင်တို့မျိုး plan ပုံလေးတွေရွေးပြီးဆွဲပြလို့ရတယ် sketch ကနေပြီးတော့လည်း AutoCAD ကနေပြီးတော့ 2D ပုံလေးတွေဆွဲပြီးတော့ sketch ထဲကိုထည့်ပြီးတော့ဆွဲပြီးသွားလို့ချင်း sketch ထဲကထွက်လာတဲ့ 3D ပုံကိုပြန်ပြီးတော့ 2D ပုံပြန်ပြောင်းပြီးတော့ AutoCAD ထဲကိုလည်းပြန်ထည့်ပြီးဆွဲပေးလို့ရတယ်ပြီးရင် background လေးတွေထည့်လို့ရတယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးတွေထည့်မယ်ပြီးရင် component လေးတွေကိုကိုလိုချင်တာလေးတွေကိုထောင်းပေးမယ်ပြီးရင် interior decoration ဆွဲတာလေးတွေလည်းအကုန်ပါသွားပြီအဲ့အတွက်ကြောင့်မလို့ဒီ course မှာဆိုလို့ရှိရင်တော်တော်လေးကိုပြည့်စုံသွားပြီဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီ course လေးကဒီမှာရင်ပြီးသွားပြီဖြစ်ပါတယ်အဆင်မပြေတာတစ်ခုခုရှိခဲ့ရင်ပြန်ပြောပေးနော်